ခုကကလေးတွေနဲ့ကမ်းကြံမှာပေါ့နော်ရှောက်ဝင်းနဲ့ရေတွေရှောက်ဝင်းနဲ့ဘာတွေ့လဲဆိုတော့နေအောင်ပြကလေးပန်းညံလာဒီမှာwhat do you think လမ်းကြည့်လိုက်တော့မြင်းခွာရွက်နဲ့တူရဟဲ့လို့ဆိုပြီးတော့ကြည့်နေတာတူလာမြင်းခွာရွက်လေးနေနော်မာမြင်းခွာရွက်နဲ့တူရနဲ့မပြီးပါဘူးဘာစဉ်းစားမိလဲဆိုတော့မြင်းခွာရွက်လို့တုတ်စားလို့ရလားလို့သွားစဉ်းစားတယ်အမေရိကန်မှာနေရတဲ့တိုးစရာမရှိတဲ့ဘဝနဲ့ကိုကတိုးစရာတွေအဲ့လိုအရွက်တုတ်တွေခက်ကြိုက်နဲ့အရွက်တွေမြင်အဲ့လိုရှောက်စဉ်းစားနေအဲ့ဒါလာပြောပြတာပါရှင်ဒီကိုဘကိုရီရမလို့ငိုရမလို့ပေါ့နော်ငိုရမလို့ကတော့ငတ်နေတာဟုတ်ဒီရမလို့ကတော့ခြုံပုတ်မြင်ဘာပင်စိမ့်မြင်တုတ်စားလို့ရမလားကြော်စားလို့ရမလားလိုက်စဉ်းစား